ရုပ်ကြိုင်းနဲ့နှွဲ့ဆိုတာတားကိုပြောတာနော်မလေးချွဲလိုက်တာဟဲ့ငါကမင်းလောက်ချွဲတတ်ရင်တော့လားသိလားမမေလက်ကမြေကြီးရနဲ့တတမျက်နှုတ်ထားလို့ချွဲစိန်လေတားလေးကလည်းချွဲဦးမှာမင်းတားငယ်လေးကလည်းချွဲဦးမှာမလို့တားလေးအားရမဟုတ်ဘူးတိုင်ကောင်းကြီးကိုပြူလို့ဒီမှာအနန္တကြောက်စိန်အောက်ဆရာမဟုတ်ဘူးစားဆရာမဟုတ်ဘူးသိလားမဟုတ်ဘူးကောင်းကြီးတွေကိုပြူလို့စောနာထမင်းစားပြီးပြီတားအိတ်တော့ချန်လေးလည်းမဟုတ်ရမမေရေးဆေးပြီးပြီအခုသားတို့ရေးဘူးပိုက်တယ်ဟိုလို့ပြောဒါလေးကစပယ်အနံ့နဲ့အင်တာရေရင်းရေကမေးဖို့ကြောင့်ရေချိုးကန်းရေမြောင်းနဲ့အမိုက်ပုံတွင်းမှထွက်လာတဲ့နောက်ဆုံးပျောက်ကင်းသည့်အပြင်းနဲ့ချင်းရင်ပေါက်ပေါက်မှုရောချနိုင်တယ်သားတို့ရဲ့အင်းနဲ့ရှူးရှူးတွေရေဆုံးမြောင်းတဲ့ကိုဖြန်းဘာတားပါလေဘာလဲချောင်းကြီးနေမေမျက်နှာတော့အိတ်တော့တာနော်ချန်တကားလေးဖွင့်မယ်ဆိုရင်ရှင်ကလှုပ်လို့မကွေးကြတာမအိတ်နေဟိုမှာ